ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာကွန်ဆောင်ဖိုင်တာလီဂျော်ရှွာဗန်အနေနဲ့တက်ဆိုရိုတိုင်နာကို3ချီတွင်းမှာအလဲထိုးပြပြီးပွဲသိမ်းမယ်လို့ကြုံရလိုက်တဲ့အကြောင်းအရာကိုပရိသတ်ဒီစီတင်ဆက်ပေးသွားချင်တာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုမတင်ဆက်ခင် MMA လောကရဲ့ထူးခြားတဲ့အကြောင်းအရာတွေပွဲကောင်းပွဲချမ်းတွေကိုကြည့်ရှုခန်းစားကြတဲ့ဆိုတော့ကျွန်တော်ရဲ့ Data Entertainment Channel လေးကို Subscribe လုပ်ပြီးအားပေးခဲ့ကြပါဦးခင်ဗျာဟုတ်ကဲ့ပါဒါဆိုတော့ဒီနေ့အစီအစဉ်လေးကိုစတင်လိုက်ကြရအောင်ပါခင်ဗျာဂျော်ရှွာဗန်နဲ့တက်ဆူရိုတိုင်နာရီရဲ့ပွဲကလာမယ့်မေလ10ရက်နေ့မှာကျင်းပမယ့် UFC 328ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်ပါတယ်။ဒီပွဲဟာဂျော်ရှွာဗန်ရဲ့ပထမဦးဆုံးချန်ပီယံခပတ်ကိုကာကွယ်ရမယ့်ပွဲပဲဖြစ်ပါတယ်။ဂျော်ရှွာဗန်အလက်ဆန်ဒီပန်တိုဂျာကိုအနိုင်ပေးတဲ့အချိန်မှာတစ်ကမ္ဘာလုံးကပြည်သက်တွေရဲ့ဝေဖန်ခံခဲ့ရပါတယ်။ဘာကြောင့်ဝေဖန်ကြတာလဲဆိုတော့ဂျော်ရှွာဗန်ကပန်တိုဂျာဒဏ်ရာပြဿနာကြောင့်အနိုင်ရသွားတာကိုအောင်ပွဲခံတယ်ဂျော်ရှွာဗန်အနေနဲ့လေးစားမှုမရှိဘူးအဆရှိသဖြင့်နဲ့ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဂျော်ရှွာဗန်အနေနဲ့အခုလာမယ့်တက်ဆူရိုတိုင်နာနဲ့ပွဲမှာအကောင်းဆုံးပုံစံတွေလုပ်ပြဖို့လိုပါတယ်ဒါမှသာဒီကမ္ဘာလုံးကပြည်သက်တွေကဂျော်ရှွာဗန်ကဘလို့ဖိုက်တာဘလို့စွမ်းဆောင်ရင်ကောင်းတဲ့ဖိုက်တာဆိုတာအသိမဲ့ပြုကြမှာဖြစ်ပါတယ်ဂျော်ရှွာဗန်နဲ့တက်ဆူရိုတိုင်နာရဲ့ပွဲကလည်းတကယ်ကိုကောင်းတဲ့ပွဲကောင်းပွဲချင်းတစ်ပွဲဖြစ်လာမယ်ဆိုတာကျင်းသိပြောထားလို့ရပါတယ်ဂျော်ရှွာဗန်က striking ဘိုင်းကိုဦးစားပေးကစားတဲ့ boxing သမား fighter တစ်ယောက်ဖြစ်ပါတယ်။တစ်ဖက်ကတက်ဆူရိုတိုင်နာကကျတော့ ground game ဘိုင်းကိုအားပြုကစားတဲ့ grappling သမားတစ်ယောက်ဖြစ်ပါတယ်။ပွဲကတော့တကယ်ကိုကောင်းမှကျင်းသိပါတယ်။ဂျော်ရှွာဗန်ရဲ့ striking ကြားထဲမှာတက်ဆူရိုတိုင်နာအိပ်ပျော်သွားမလားဒါမှမဟုတ်တက်ဆူရိုတိုင်နာရဲ့ချုပ်ကွက်တွေကြားထဲမှာဂျော်ရှွာဗန်ကရှုံးပေးရမလားဆိုတာစောင့်ကြည့်ကြမှာပါ။အဓိကဂျော်ရှွာဗန်မလုပ်တဲ့အမှားကတော့ ground game ဘိုင်းကိုပါမသွားဖို့ပဲလိုတာပါ။ striking ဘိုင်းမှာသာဆွဲခေါ်ကစားနိုင်မယ်ဆိုတော့တက်ဆူရိုတိုင်နာနဲ့ဂျော်ရှွာဗန်ရဲ့လက်သီးထိုးချက်တွေကိုအကြာကြီးတောင်းခံကစားနိုင်မှာမဟုတ်ပါဘူးဒီလိုဆိုရင်ဂျော်ရှွာဗန်ကအလဲထိုးသွားတာမျိုးဒါမှမဟုတ်အမှတ်နဲ့အနိုင်ရသွားတာမျိုးနဲ့အနိုင်ရသွားနိုင်ပါတယ် Brandon Rival နဲ့ပွဲကလိုပုံစံမျိုးနဲ့တက်ဆူရိုတိုင်နာအရေးနိုင်သွားနိုင်ပါတယ်အဲ့လိုမှမဟုတ်ဘူးတက်ဆူရိုတိုင်နာကဂျော်ရှွာဗန်ကိုလှိမ့်ချတဲ့အချိန်မှာဂျော်ရှွာဗန်ကပါသွားမယ်ဆိုတော့တက်ဆူရိုတိုင်နာရဲ့ခွင်ထဲကိုကျင်းတည်ချောက်သွားမှာပါအဲ့လိုအချိန်ကျရင်တော့ဂျော်ရှွာဗန်ကိုတက်ဆူရိုတိုင်နာကအေးစစ်စစ်ကောက်စားသွားမှာပါဒါကြောင့်မလို့တက်ဆူရိုတိုင်နာနဲ့ဂျော်ရှွာဗန်တို့ရဲ့ပွဲကလည်းတကယ်ကိုပြည်သက်တွေကြားထဲမှာရှေ့ပန်းစားနေတာဖြစ်ပါတယ်။မြန်မာကောင်ဆောင်ဖိုက်တာဂျော်ရှွာဗန်ကတော့တက်ဆူရိုတိုင်နာကို3ချီအတွင်းမှာအလဲထိုးပြမယ်ကြောင်းအခုလိုမျိုးကြုံဝါသွားခဲ့ပါတယ်။တက်ဆူရိုတိုင်နာကို3ချီအတွင်းမှာအလဲထိုးပြဖို့ပြင်ဆင်ထားပါတယ်။လက်ရှိမှာ training camp တွေကလည်းတော်တော်လေးကိုပြီးမြောက်နေပါပြီ။အရာအလုံးလည်းအဆင်ပြေလို့ရှိနေပါပြီ။တက်ဆူရိုတိုင်နာကို3ချီနဲ့ဟောက်သိပ်ပြပါမယ်။ကျွန်တော်ရဲ့ပွဲကိုအားပေးကြပါအောင်ဆိုပြီးဂျော်ရှွာဗန်ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဂျော်ရှွာဗန်ကတော့ဒီပွဲနဲ့ပတ်သက်ပြီးတော်တော်လေးကိုမှယုံကြည်ချက်တွေမြင်မာနေတဲ့ပုံပါပဲ။ဒဏ်ရာပြဿနာကလည်းအကောင်းဆုံးသက်သာသွားပြီဆိုတဲ့ပုံစံမျိုးနဲ့ကြားသိရပါတယ်ခင်ဗျာ။ကျွန်တော်တို့ချင်းဖိုင်တာလေးကဘယ်လောက်ထိအကောင်းဆုံးပုံစံနဲ့လုပ်ပြနိုင်မလဲဆိုတာလာမယ့်ပွဲမှာရင်ခုန်ကြည့်ရတော့မှာဖြစ်ပါတယ်။ပွဲကျင်းပဖို့ကလည်း2ပတ်ဝန်းကျင်လောက်ပဲလိုပါတော့တယ်။လက်ရှိမှာဖိုင်တာ2ယောက်လုံးကလည်းအပိသက်လေးချင်ငန်းတွေကိုလှုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ဂျော်ရှွာဗန်လည်းအကောင်းဆုံးအဆင်ပြေပြေထိုးနိုင်ပါစေလို့ပဲမျှော်လင့်မိပါတယ်။ဂျော်ရှွာဗန်ဒီပွဲအနိုင်ရသွားပြီးရင်တော့နောက်ပွဲကပန်တိုဂျာနဲ့ဖြစ်ဖို့ရှားခိုင်းလို့များနေပါတယ်ခင်ဗျာ။လက်ရှိမှာပန်တိုဂျာနဲ့ဂျော်ရှွာဗန်တို့ကလည်းစကလုံးတိုက်ပွဲတွေဆင်နွှဲလျက်ရှိနေပါတယ်။ပန်တိုဂျာကဂျော်ရှွာဗန်ကသူ့ကိုတမင်လက်ချိုးလိုက်တာဆိုပြီးပြောဆိုထားပါတယ်။တစ်ဖက်ကဂျော်ရှွာဗန်ကတော့သူ့အနေနဲ့မချေဝဲထိုးခြင်းနဲ့ပန်တိုဂျာကိုပါဇက်ပိတ်သွားအောင်ဖန်တီးပေးခြင်းနဲ့ဆိုပြီးဖွင့်ဟထားပါတယ်။ဒါတွေအားလုံးဖြစ်လာဖို့ကပထမဦးဆုံးဂျော်ရှွာဗန်အနေနဲ့တက်ဆူရိုတိုင်နာကိုအမှောက်သိပ်ပြရမှာဖြစ်ပါတယ်။တက်ဆူရိုတိုင်နာကိုဂျော်ရှွာဗန်ကသူပြောသလို3ညီတွင်းမှာလဲထိုးပြနိုင်မလားဆိုတာရင်ခုန်စွာစောင့်ကြည့်လိုက်ကြရအောင်ပါလားခင်ဗျာ။အခုလက်ရှိကြည့်ရှုနေကြတဲ့ပရိသတ်တွေကဒီပွဲစဉ်နဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်စမိပါသလဲ။မိမိတို့ထင်မြင်စချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အောက်ဆာလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာယာပျော်ရွှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ